စိတ်ဆိုးမလေးမောက်တော့မှာပဲကျော်အောင်မစားရသေးဘူးဒွင်းသီးလဲစားလို့ရတယ်ကြက်သားထုတ်ထုတ်လဲစားလို့ရတယ်ဖင်စီပွက်တာနော်ဆက်ဆက်လေးစားလို့ရှိရင်သူကကလော်သီးများများလေးထည့်ပေးရမင်္ဂလာပါဆိုတော့အခုကတော့ Bless ကဒါနနဝင်ဈေးရှိပေါ့နော်တောင်ကလာသူမင်္ဂလာလမ်းမပေါ်ရောက်နေပါတယ်အဲ့တော့ဒီနေ့ကမစားရလဲကြာပြီဒုတ်ထိုးလေးစားကျင်တာနဲ့အဲ့ဒါလမ်းကြုံတော့ပထမဆိုရဲကြက်သားဒုတ်ထိုးဆိုင်မှာဒီနေ့မှာစားမလို့ပါအဲ့တော့ तू ကလေဆိုင်တစ်ဆိုင်တစ်ခုထပ်ဖွင့်တာဟိုဘက်မှာဒွင်းသီးလည်းရှိရဆိုဒွင်းသီးလည်းသွားဝယ်မယ်ဒွင်းသီးက तू ကမွန်ထောင်းသီးပေါ့နော်အရင်ဆိုဒွင်းသီးလေးသွားကြည့်ရလားမွန်ထောင်းသီးနော်မွန်ထောင်းစစ်ပါရှင်ဒါကြ1 kg လောက်ရကြတော့တကယ်ကြီး3000ဒီ3000နဲ့ဒါအလုံးလိုက်ယူရမှာလားအလုံးနဲ့အလုံးရှိပါအလုံးရှိဟောโอเคဒွင်းသီးလဲစားလို့ရတယ်ကြက်သားထုတ်ထုတ်လဲစားလို့ရတယ်ပြီးရင်ငကမောက်သီးတရက်သီးဟလားအစုံရှိရနော်ဟုတ်အကင်းလေးကဘယ်လိုရောင်းလားဒုတ်ထိုးကဒုတ်စေးမဆိုးလိုက်200ပဲရှင်စေးဆိုးစိတ်ဆိုးမလေးမောက်တော့မှာပဲကျော်အောင်မစားရသေးဘူး200 500 1000 2000โอเคကြက်သားအထဲထဲမှာနော်ဒီမှာဒါဒုတ်ထိုးပမာဒုတ်ထိုးလေးလည်းဒီမှာအစုံရှိတယ်သူကကြက်သားထုတ်ထုတ်လည်းရှိတယ်ကြက်သားဆိုလည်းခေါင်းစားရှည်ဆုံးပေါ့နော်ကြက်သားကြဘလားဒီမှာလဲကြက်သားလည်းအတူတူပဲဒီလေး3ချောင်းလောက်ကြာစံတုပ်လေးတစ်ပွဲရောကလေးကြာစံတုပ်ကိုဟိုကဆက်ဆက်လေးတုပ်ပဲဒါကြက်ရည်ကိုကြောကြက်ရည်ကိုကြောကဘယ်လောက်လဲ4000ပါရှင်4000ဖင်စီပွက်တာနော်ကြက်သားကလေသူက200နေစားချရပါတော့ဒုတ်ထူကကြာလေ200 500 1000ပေါ့နော်ဟုတ်ကြက်မဲလေးလည်းရှိတယ်ကြာစံတုပ်လေးလည်းရရဆိုကြာစံတုပ်လည်းမှားထားတယ်ပြီးရင်ခောက်တဲ့တုပ်လည်းရှိရပေါ့နော်ဆက်ဆက်လေးတုပ်ခိုင်းတာစားကြပါဦးဘာအစားစားပြီးသွားလို့ရှိရင်မှာဒွင်းဒီဖက်ခိုင်းတာဒွင်းဒီနဲ့စားမယ်တို့ကတော့အားလို့ရှိရင်ဒီမှာပူလေးဟင်းလေးရလဲပူလေးမှာအရှင်သူ့အရှင်ကတော့လုံးဝချက်ပြစ်ပြစ်လေးပေါ့နော်ဆက်ဆက်လေးစားလို့ရှိရင်သူကကလော်သီးများများလေးထည့်ပေးရအကြစံချက်ကဘယ်လောက်လဲညကတော့ဝယ်မှာ2000ဟုတ်လေတောင်ရိုးလေးရသူကအရိုးလေးပါကွာလူကအဒီကြီးတယ်ပဲပြကြလေအတားရူကြတယ်အရှင်ရန်ကောင်းလာမယ်ဆက်ဆက်လေးစားဖို့ဟုတ်လားဖင်စီဘူးလေးမရဘယ်ချိန်ဖွင့်တာလဲဟိုနေ့လည်းဆက်မှာဟောဆက်နေနိုင်ည7တိုင်ဒီဩနေရင်ဖွင့်တာပိတ်ရမယ်ဟောတင်းလာပိတ်တာဒါကြတဲ့ကြကတော့မှအစုံပေါ့နော်ငုံငယ်ပါတယ်အဆက်စားကြလို့ရှင်လည်းရုပ်ဒီမုတ်လေးထည့်ပေါ့ဒါတပွဲ2000ပဲရှိရပေါ့နော်မပူပူလေးစာပလားလည်းအစုံနေမယ်ကြောကြာတဲ့ရက်ကိုလည်းအိုးကြီးနဲ့ချက်ရအောင်လို့ကြေးပဲတနည်းတည်းလည်းအများကြီးပဲအစားပလားတော်စုံတာပဲပြစ်ပြစ်လေးဒီလားကြည့်ရင်ကိုကျော်သေးဆိုတာတစ်ထုပ်ကိုဒါ4000ပေါ့နော်ကျုံသွားတယ်ထုတ်လေးနဲ့ထုတ်ရောင်းတော့နောက်နေ့ရက်လည်းစားလို့ရပြီးခုလိုမျိုးအေးအေးလေးလည်းရပါတော့အဆုံးဘယ်အချိန်လေးပြပါလား
အနည်းလေးနဲ့ကြာစံချက်လေးနဲ့မှာဒုံထိုးလေးနဲ့ကြာစံတက်လေးတွေခောက်တဲ့တက်လေးနဲ့လာပြီးစားလို့ရတယ်။သမင်းပြောရတာမရပါဘူး။ဟောသမင်းပြောရလား။ဒီမှာဒွင်းသီးရပြီလားမေးပေးပါ။ခွဲခိုင်းတာလို့ဒွင်းသီး။ကဲဒီမှာဒါတော့ပထမစက်သားတုတ်တူကဖွင့်ထားတဲ့ရွှေဝိုင်းရဲ့မွန်ထောင်းဒွင်းသီးပေါ့နော်။ 3kg စုံစုံလေးကြော်သွားဆိုတော့တသိန်းကြော်လောက်တော့ပေးလိုက်ရရပေါ့နော်။အဲ့ဒါမှတမွားမတငယ်ချင်းစားထားသေးရဆိုတော့လေဒါဆိုအကြီးပဲမပလက်ထုတ်ပြ။ line ပေါက်ဖောက်သလိုပဲဒွင်းသီးကအထက်မြင်ရမဟုတ်တော့လေ။ဘာလို့မလုပ်လဲ။အိုးမကြုံအကြီးပဲ။မိုင်ပို့ပေးလား မိုင်းဒီတောင်းလာတယ်ရတယ် ။ဟောတောင်းလာတယ်မရနော်။ဒွင်းသီးကအရင်တက်ကြော်လေ။မြင်လာတဲ့စားရင်ချိုးအင်းနာမနော်ပြီးတော့ဟိုင်လဲမှာထားတဲ့တည့်သီးတို့တည့်သီးကတော့ယူရီးယားသီးပြီးရင်မကလာသီးရှိရယ်ပြီးတော့မယန်းသီးပေါ့နော်ငါထားသေးရယ်အဲ့တော့အိမ်ပါဆက်ထုတ်ရမယ်အဲ့တော့ပြင်းပြင်းချင်းစားတယ်ဗမာသီးကြအစီပြူးရယ်ဗမာရဲ့အစီပြူးရထိုင်းရအစီသေးရယ်ဒီမှာဝင်းကြီးနဲ့စားမလားပြီးရင်မှာတုတ်ထိုးပေါ့နော်စက်သားတုတ်ထိုးစားမလားစက်သားတုတ်ထိုးဆိုအစုံရရဲပြီးဗမာတုတ်ထိုးလဲရရဲဆိုတော့ဒါစားလို့ရပါတယ်အဲ့တော့ blessed ဒီမှာထပ်ပြီးတော့စားလိုက်အောင်ပဲအဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာတဒါ